ကဲဗလာလုံးဝတေချာသွားရင် 100% sure อ่ะမောင်ချိုးလိုင်းလုံးဝကိုပြောင်းသွားပြီဗျာမယုံရင်ကျွန်တော်ဒီဗီဒီယိုချက် show လိုက် ကျောင်းမှာအဲ့ရိုးရိုးရဦးကိုချိုင်းကိုရေးရဲ့ ဟာရောဘလို့ကြီးရောမင်းအတန်ကြီးอ่ะ ဟုတ်တယ်သူကသွားပြီနောက်တော့ဖြတ်ဖောက်ချုပ်လို့လိုက်ပြီ ဟာကြားတယ်နော်ဒီကောင်ဖြတ်ဖောက်ချုပ်တယ်ဘာတော့ဟာ ဘာတော့ဖြတ်ဖောက်ချုပ်လွတ်လိုက်ပြီလားလို့ကိုယ်တိုင်ကိုမေးနေတာ ဟာလိမ့်နေအေးပါမင်းပြောထားတာအေးပြောတာငါတော့ကောမလုံးလိုက်လို့နော်မင်း သိနေ ကိုကြီးပါတကယ်တော့လေ तू ကဟိုမှာလောက်ထားပါတနာစိတ်ချပြီသူကသူစောရှိတယ်လို့လောက်တာအဲဘဲကိုသွားရှုပ်လို့မရဘူး ဟဲ့အောင်ကြီးငါကောင်မလေးရှိတယ်ချစ်ရတဲ့ကောင်မလေးရှိတယ်ကလေးလေးရှိတယ်မယုံရင်မြောက်မေးလိုက် Our result will not အော်ဖစ်ဆော အဲ့လိုကြီး office အမမြောင်လာပြောမြင်လို့လာပြောဘာနဲ့ပြောလိုက်အောင် နင်ပြောလိုက်အောင် onward. ကျော်အဲ့ နားလေပြီ ကျော်နိုးလန်ဆိုတာမင်းလားဘာသွားပြီ ဘောပါပြီနားလေ သေဟာရောငါတေတော့ပြောနေကြတာအေးမူဒီကိုရဲ့ချုံတွေ့မယ်ကျချိုးရငါတေတဲ့ဟောက်ထိုင်ဆောင် ဝေးအောင် တိုင်ကြောင်ကြိုက်တူဟာ ရောမကြိုက်နဲ့ဘာလို့ကြိုက်နေလဲ ချောင်းလို့လေ ရောအဲ့မယ်ရောအဲ့မယ်မင်းလား ဖေးပေါ်လာရင်ငါသိနေတာ အေးနေရဖင်းပေါ်သွားရောအဲ့မယ် ဒီမဒီပေါ်လာကြီးရော ရပြီ ရောအမလီသိတယ် အဲ့ရချောင်းဘယ်ကနေထွက်လာ Tanking. ဟဲ့ Herb control. မေးပြီနော်ဒုံရောအမေဟာရဒီကောင်းကလည်းမရအောင်မမြောင်ကောက်စားတဲ့နေရာမှာဆရာမကြီးရဲ့မမြောင်လေ ဟဲ့ဘလို့လိုင်းဘူဟာလွင်းချင်းကိုစောင့်နေတော့စမ်းရဲ့ခြုံကိုတိုက်ခိုက်မှုကိုခံခဲ့ရပါတယ် ဟာရောက်ရင်ဘာတော့ဟာရော ကိုကြီးတိုင်မှာတော်မရှိတဲ့ကြော်ကြီးတဲ့ ဟာရောက်ဘလို့ဆုံးရှိကြော်ကြီး တော်မရှိတဲ့ကြော်ကြီးခိုင်းလိုက် ဝင်ပြီနော်အဲ့ဆုတော့ ပြီးပါမင်းအာကြီးတုံးတော့ဒီဒီပဲလိန်ဒီယာနဲ့အကြောင်းရှိပါဘူး ရောရောက်ရင်ဂိမ်းဖူဖာမမြောင်ဟာရောက်ရင်ဓာတ်ကုန်ကြိတ်တာတော့ Team destroyed a turret. မြောင်ကရောက်ရင်မြောင်ကောက်စားလုပ်လိုက်လို့ဘက်က enemy စရနာချသွားတာဟာရောက်ရင်ကောက်စားတဲ့နေရာမှာတော့နှစ်ယောက်မရှိဒါပေမဲ့ချိုးကလုံးဝပြောင်းသွားရင်တော့တကယ်ပြောင်းသွားနိုင်ရ Starlight normal ကက်ရဲ့ premium ကက်ရဲ့ဝယ်အပေါ်မှာပြထားတဲ့ robot တွေရမှာပဲဖြစ်ပါတယ် Starlight skin painted skin crystal aurora နဲ့ပုံမှာပြထားတဲ့ဘာညာတွေရမယ်ပေါ့ premium ကက်ဝယ်မယ်ဆိုရင်တော့အပေါ်ရမယ့် robot တွေကတော့ Starlight exclusive name tag ရမယ်ချက်ချင်း level 15ရောက်မယ် Starlight point 30% ကို Starlight test ကနေရမှာပဲဖြစ်ပါတယ် Starlight ဝယ်တိုင်း basic အသက်တွေ item တွေဝယ်ရတဲ့နေရာမှာအပြာရောင်လေးတွေပြောင်းထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်